လည်းမရိုင်းနဲ့ဆက်တာမဟုတ်ပါဘူးမှာဟောဒီနေ့တော့ဒီနေ့ကြာပါဘူးတော့အတီးရည်ပိုင်ကောင်ရဲ့အမေရဲ့ကမလေးတွေရဲ့မိဘနဲ့စိတ်အစင်မပြေလမ်းပြီးပြေးအဲ့ဒီကိုနေရာတော့အမှန်လည်းမေရဲ့မိဘတွေကအဆင်မပြေကြအကြောင်းဟိုမရှိဘူးသူကလည်းသူ့ဟာသူနေကြတာကိုလည်းကိုယ့်ဟာကိုနေကြတာဘာမှဒါလူတွေသိရှိအကုန်လုံးပြန်သွားပြီကားစားအဲ့ဒါကြီးဟုတ်တယ်အဆင်မပြေအဲ့မိဘတစ်ပတ်စလုံးကအတ္တကြီးနေတယ်အတ္တတော်တော်ကြီးငငယ်ကမူရဲ့ပဲဟို